အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဒီမှာကျွန်တော်ရဲ့ငှက်အိမ်မှာဒီလိုငှက်အိမ်ရဲ့ဝင်ပေါက်နာလေးမှာပေါ့ငှက်ရေပန်းလေးထားလာပေးခြင်းကိုလူကြီးမများအနေနဲ့ဘုသူတရစေရန်အတွက်ပြင်ပြပေးခြင်းဖြစ်ပါတယ်ဒီလိုငှက်ရေပန်းထားလာပေးခြင်းအပြင်ငှက်ကလေးတွေကအရန်ကိုသဘောကျကြပါတယ်သူတို့ကမနက်ပိုင်းဆိုလို့ရှိရင်ဒီငှက်ရေပန်းလေးမှာဒီလိုမျိုးရေကစားကြတယ်ရေချိုးကြတယ်ရေတောက်ကြတယ်ပြီးတော့မှသူတို့အစာရှာမဲ့နေရာကိုတွားပြီးတော့အစာရှာကြတာပေါ့ဗျာနေ့လယ်ပိုင်းတစ်ချိန်ကြာလို့ရှိရင်လေသူတို့အစာရှာကနေပြန်လာပြီဆိုရင်ကျွန်တော်ကဒီငှက်ရေပန်းလေးဖွင့်ထားပေးတဲ့အတွက်ဒီငှက်ရေပန်းမှာသူတို့ကမောပြီးတော့ရေတောက်ချင်တယ်ဆိုရင်ဒီမှာရေတောက်ကြပေါ့ဗျာဒီမှာရေချိုးကြပေါ့ဗျာပြီးွားမှငှက်အိမ်ထဲကိုဝင်တယ်သူတို့ငှက်ကလေးတွေကိုသူတို့အစာရှာရတဲ့အစာကလေးတွေကျွေးတယ်ပေါ့ဗျာငှက်အိမ်အထဲမှာလည်းကျွန်တော်ငှက်ရေပန်းထားပါတယ်ဒါပေမဲ့ငှက်အိမ်ထဲကငှက်ရေပန်းကအများကြီးမဖွင့်ပေးပါဘူးကျွန်တော်ကရေငွေ့ဆက်နဲ့ပဲကျွန်တော်ကဖွင့်ပေးတာဖြစ်ပါတယ်ဒီအပြင်မှာထားတဲ့ငှက်ရေပန်းကတော့သူတို့လွတ်လပ်လပ်ရေဆော့သားလို့ရတယ်ဗျာငှက်ရင်ဆောက်ပြီးသူများလည်းဒီလိုမျိုးကျွန်တော်လိုမျိုးငှက်ရင်အပြင်ပမှာငှက်ရေပန်းလေးထားရခြင်းအဖြစ်အကျိုးကျေးဇူးများမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာငှက်အိမ်မဆောက်ရသေးတော့သူများဒီလေဒီလိုမျိုးငှက်ရင်ဆောက်မိဆိုပါကကျွန်တော်လိုဒီလိုပြင်ပမှာငှက်တွေပျော်ရွှင်စွာပြန်တန်းရေတောက်တိုးနိုင်အောင်ရေချိုးနိုင်အောင်ငှက်ရေပန်းလေးထားရခြင်းအဖြစ်မိမိတို့ငှက်အိမ်မှာပို့ပြီးတော့အကျိုးကျေးဇူးများပါလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒီငှက်အိမ်ရေပန်းလေးထားရခြင်းအတွေ့အကြုံကိုလူကြီးမင်းများအားစေတနာဖြင့်မျှဝေပေးခြင်းသာဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ